남지 또 멋지게 되면 뮤도 역발은 너 뮤소에 남지 또고 물럭래 피부 사인도 안에 외상 피부는 다음에 드니 말고 고리 또 삽피발에 그냥 뮤에도 라이브 지로 야래너 뮤로 에만 가자로 때마 짭빠 뭐너 고 클자로 짰다고 고 심래 심비드로 보나 다 태로 야발에 삐인 또 뜨뜨뜨리 떠미로 사추목리 선능리 내 답이 보너 또 멋착해만 따래 야다리 윈도야 보너 예라 그랬잖아. 고 신비도 고 태로 야발 그냥 띠암는 띠아우 가로 찬니 롱니 못두거너. 또야 안니 가자로 또니 좀 피우베너. 또 초루가 진 타운에 진만 태버너. 비 또 초루가 또 유마 타우. 때때때에 신 타라버너. 뮤 가자로 안니 레야အောင်လို့ 또니 달롱마 타비로 리더 호 맞자자리 쪄래버너. 다 가자로 태마 태야마 할리바 그냥 ပထမဆုံးစီကိုမီးပြင်းလေးနဲ့မတည့်နော်မီးပြဖြေးလေးနဲ့တည့်ပါဘာဖြစ်လို့ဆိုတော့တူးသွားမှကြောက်လို့ပေါ့နော်မျိုးခလက်ကြောက်တော့မျိုးဒါမျိုးရဲ့ချက်နေပေါ့နော်တကယ်လို့စီပူပြီးဆိုရင်မျိုးတို့ဆနွင်းနဲ့ထပ်ပေးပါမယ်ခင်ဗျာပြီးပြီးဆိုရင်ခုနကကျွတ်တုန်နီတစ်လုံးပေါ့နော်မျိုးခက်အနှစ်မများလေးနဲ့နဲ့စားရအောင်လို့ပေါ့နော်ကျွတ်တုန်နီတစ်လုံးကိုကြောက်အောင်မကြော်ဘူးနော်နီနီလေးဖြစ်အောင်ပေါ့နော်ဒီမျိုးနီနီလေးဖြစ်ပြီးဆိုရင်ခုနကထောင်းထားလဲကျွတ်တုန်နီနဲ့ကျွတ်တုန်ဖြူထောင်းထားလေးကိုထည့်ပေးလိုက်ပါမယ်ခင်ဗျာတအောက်လေးကြာရင်ညီရဲလိုက်ပေါ့နော်တကယ်လို့ညီရဲလိုက်ပြီးဆိုရင်မျိုးလိုအယောင်တင်မှုတ်လေးထည့်ပေးပါမယ်ခင်ဗျာအယောင်တင်မှုတ်ထည့်ပြီးဆိုရင်တစ်ချက်လေးထားမယ်နော်အုပ်ထားပါဦးနော်နည်းနည်းညီရဲဖြစ်မယ်မှုေးလိုက်ခဲ့ပြီးဆိုမှကိုလိုချင်တဲ့အသားလေးထည့်ပေးပါမယ်ခင်ဗျာကဲဒီလိုမျိုးညီပြီးဆိုရင်ခုနကမျိုးအသားနဲ့ထားလဲအရဓာလေးရှိတဲ့ကြက်သားလေးကိုဒီမျိုးထည့်တော့ပေးပါခင်ဗျာဒီထဲမှာမျိုးဟိုအမှားလေးပါတယ်ဆိုရင်ခွက်လို့ပါဒီလိုမျိုးကြော်သွားပြီးဆိုရင်သူ့ကိုကြက်အောင်ထိထားလာပေးရမယ်နော်တစ်ချက်လေးအုပ်ထားပြီးရရင်ရေလေးနဲ့ထည့်မယ်ဒီမှာလေမျိုးကလေရေထည့်တာမှားသွားတယ်ပေါ့နော်မျိုးခက်ကြတော့ဒီမူရေကြက်ဆိုအရေတအားထွက်တယ်အေးအရေတွေခန်းအောင်မနဲ့ချက်ထားရလဲပေါ့နော်ဒါပေမဲ့လည်းကြာကြီးချက်ထားတဲ့အတွက်ကိုအသားရလေးကျစ်ပြီးတော့လေစားကောင်းနေရပေါ့နော်ဒီမျိုးစီလေးဖြစ်အောင်ထားပြီးနော်အရေခမ်းပြီးဆိုရင်ဒီမျိုးစီလေးကျန့်အောင်လို့ထားပြီးပါခင်ဗျာသူ့ကိုနေစားခါကြရင်အယောင်လေးလှလှလေးနဲ့ဖြစ်သွားအောင်လို့ပေါ့နော်အရခက်ကြလို့ထုံးစံတိုင်းကိုကြက်တဲ့လိုကိုထည့်လို့ရပါတယ်ခင်ဗျာပြောမဲ့ဆိုရင်မျိုးတို့ဒီကြက်သားဟင်းလေးချက်တဲ့ပုံစံပေါ့နော်ကဲဒီလိုမျိုးရပြီဆိုရင်မျိုးတို့သူ့ကိုတုတ်စားမယ်ခောက်ဆွဲထည့်ပါမယ်ခင်ဗျာမျိုးခက်ကြတော့လေနန်းကြီးခောက်ဆွဲသွားဝဲတယ်မတွေ့လို့ပေါ့နော်တကယ်လို့ဘယ်မှာသွားဝဲတယ်တည်လို့ဆိုရင်မျိုးရဲ့ comment အမှာဝင်ကြီးတွားပြီးနော်ဘယ်မှာဝဲတယ်ဆိုတာပေါ့နော်မျိုးကဒီပမာခောက်ဆွဲအပြောက်တုံးလာတယ်ပေါ့နော်အဲ့ထဲမှာမျိုးကကြက်ဥပါထပ်ပြုတ်ပါတယ်ခင်ဗျာဒါခက်ရကိုအစင်ဒီကိုလုပ်လို့ရရင်နော်မျိုးခက်ရဒီခောက်ဆွဲပြုတ်ဝဲခြင်းမှာနည်းနည်းလေးပြုတ်သွားပါလေခင်ဗျာပြီးဆိုရင်ရီလေးနဲ့ဆေးပြီးတော့လေပြီးရင်ဒီစီလေးပါထည့်ပေးပေါ့နော်မကက်ရအောင်နော်ဒါပေမဲ့မျိုးစားတဲ့ဟာလိုမျိုးမပြတော့ဘူးနော်ကဲတုတ်နီခလက်ကြတော့ခောက်ဆွဲလေးကိုလူချင်တော့ဒါခက်ကြမျိုးကလေ၄ရောက်စာတုတ်ထားတယ်ပေါ့နော်ခောက်ဆွဲထည့်ပြီးရတယ်ခုနကမျိုးတို့ချက်ထားလဲကြက်သားဟင်းကိုထည့်ပါမယ်ဒီကြက်သားဟင်းခလက်ကြတော့လေဥမာအုံလို့ထည့်လိုက်ပြီဆိုရင်အုံလို့ခောက်ဆွဲလို့ဖြစ်သွားမှာပေါ့နော်ဒါလို့အုံလို့မထည့်ဘူးဆိုရင်သမင်းနဲ့လည်းစားလို့ရပါတယ်ခင်ဗျာအခုခက်တော့ဒီမျိုးခုနချက်တာချက်တိုင်းထည့်ပြီးဆိုရင်မပါမဖြစ်လေတုံညီစိမ့်လေးပါထည့်ပေးပါမယ်ပြီးဆိုရင်အမွှေးနဲ့တာထည့်ပေးပါမယ်ပြီးဆိုရင်အရဒခက်ကြတော့ကိုအစင်သူတို့ထည့်ပါတချို့ကချုံမတုံတချို့ကချုံမတုံပါတယ်ဒါပေမဲ့မျိုးပြောချင်တာတကြားနည်းနည်းလေးထည့်ပိုကောင်းတယ်ပေါ့နော်ဒါခက်ကြတော့မျိုးရဲ့လက်ရပေါ့နော်တကြားလေးထည့်တာမျိုးအရန်ကိုကြိုက်ပါတယ်ခင်ဗျာအဆက်ခက်ကြတော့ကိုစားနာတော့ထည့်နော်ပြီးရင်ပဲမုတ်ထည့်ပါမယ်ပြီးဆိုရင်နေပြီးတော့စားလို့ရပါပြီခင်ဗျာနေဟင်းအရန်ဟိုမှာမှုေးတယ်အခုအတန်တွင်းရင်တော့လေထပ်လို့စားချင်တယ်ပေါ့နော်အစားရခကြမျိုးကစားပြမှတို့လောက်ထားပါနော်အခုခကြတော့မစားပြတော့ဘာဖြစ်ဆိုတော့မျိုးအခန်းမှာအဲတဲ့လေရောက်တယ်ပြီးရင်အဲ့ဒီနဲ့ကြော့နေဆိုတော့အဆင်ပြေလို့ပေါ့နော်ဒီတုံးလေးပဲတင်ပေးလိုက်ပါလေခင်ဗျာမျိုးပတိကိုចង់တက်လဲဆိုရင် line share လုပ်ပြီးတော့ comment မှာတစ်ခုရေးတွားပေးနော်ဟုတ်ကဲ့အကုန်လုံးကြည့်ပြီးတော့ပြီးထိကြည့်ပြီးတဲ့အတွက်ကိုတရားချင်းစီကိုကြည့်တက်မှန်ခင်ဗျာကဲဒါဆိုရင်လေကူကူနဲ့နန်းကြီးတုတ်လေးရပါပြီခင်ဗျာပြီးတော့ဘဲဥလေးခက်ကြတော့လေဟာဘွမ်ထင်ပိုကောင်းပါလေတချို့ကလည်းဟာဘွမ်မကြိုက်ဆိုရင်ကြက်အောင်ထည့်လို့ရပါလေခင်ဗျာကဲအခုခက်ကြတော့မျိုးလောက်ထားလဲနန်းကြီးတုတ်လေးရပါပြီခင်ဗျာအားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်ခင်ဗျာတရားချင်းစီကိုအားလုံးကြည့်တက်မှန်တယ်